အဲ့ဒါဒီမီတင်းကုတ်လေးကအဝေးကနေကြည့်ရင်မီးတွေမြန်တောက်နေသလားလို့ထင်ရတယ်တဲ့အဲ့ဒါသူတို့ခါတိုင်းအဲ့ဒီမီတင်းကုတ်လေးတွေကိုသူတို့မကတ်ရဲဘူးအဲ့ဒီငကားရှိလို့အဲ့ဒါဥရဝေလကတ္တဗယတိကြီးကတပည့်တွေနဲ့ကြည်စမ်းယဟန်ကြီးရုပ်ကတင့်တယ်ပါပြီနဲ့ငါပြောတယ်အခုငကားကသူ့ကိုညှင်းဆဲနေပြီနဲ့တူတယ်ဒါမနဲ့လင်းတဲ့အခါကျတော့ငကားကမြတ်စွာဘုရားရဲ့တပိတ်ထဲမှာမြတ်စွာဘုရားယဉ်ကျေးအောင်ဆုံးမထားအဲ့တော့ဥရဝေလကတ္တဗကယဟန်ကြီးကတကိုးကြီးလိုက်တာနော်ငါတို့မကတ်ရဲတဲ့ငကားကိုတောင်ဆုံးမထားတာအလွန်တကိုးကြီးတာပဲဒါမဲ့ဘလို့ပဲတကိုးကြီးကြီးပါလေငါလိုယဟန်နာတော့မဟုတ်သေးဘူးသူ့သူယဟန်နာလို့ထင်နေတာအဲ့ဒီဥရဝေလကတ္တဗဆရာကြီးကအဲ့ဒါနဲ့မြတ်စွာဘုရားကဒီဥရဝေလကတ္တဗဒီလိုတွေးနေတယ်ဆိုတာသိတယ်သိမြင်သူ့ရဲ့အိမ်တွေကမရင်ကျက်သေးဘူးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားတီးခံပြီးတော့စောင့်ဆိုင်တယ်အဲ့ဒါသူ့ကိုတကိုးပြားလေးဟာ16မျိုးတောင်ပြရတယ်အဲ့ဒါဘုဟုတုတ္တဘုံဘုံပြောပြတယ်